ဒီနေ့ skin care လေးသုံးပြမယ်ဒီ3မျိုးသုံးပါမယ်ရှင်နော် sunscreen လေးကတော့ဒီနေ့အသစ်ဖောက်လာပြီဆိုတော့တခုချင်းတည်းရိုက်ပြလို့ရှင်ဗီဒီယိုလေးအရင်များသွားမှာဆိုလို့ဒီတစ်ပုတ်ထဲကိုပဲတစ်ခါလေးရိုက်လိုက်ပါမယ်နော် sunscreen လေးကတော့ဒီနေ့အသစ်ဖောက်ရပါပြီတပူးကတော့ကုံဝိုင်းဆိုတာမြတ်မထင်တယ်လို့လိမ့်တာတစ်ခါကျရင်နေဘူးတွဲသွားလို့ရှင်လက်တွေပါလိမ့်တာအဲ့လိုမျိုးကြောင့်မလို့ကုံတာပါရှင်ကိုရဲဒီထက်ကနေပြီးတော့ထောက်ပြီးတော့သုံးတယ်ရောင်းတော့လဲဒီထက်ကနေပြီးတော့ပဲရောင်းပါလေရှင်နော်သုံးတဲ့ဟာလည်းအတူတူပဲရောင်းတဲ့ဟာလည်းအတူတူပါပဲဒီမှာဒါလေး3မျိုးသုံးပါမယ်ရှင်ချစ်လိုက်တာဆက်ခွေမှုလေးထွက်လာလှလိုက်တာဖွေးဦးနှုတ်ထွက်နာမယ်မကျုံဒါလေးပါဒါကတော့နေအောင်ကြည်တန်းကိုအပြည့်အဝကာကွယ်ပေးရနေကဆန်းခွင်ပူချင်းဆက်ချင်းပြချင်းလုံးဝမရှိဘူးဒါလေးကနိုးရီတူနာအစီဘူးတွေအဆိုင်ခဲတွေရှိနေတဲ့သူတွေမျက်နှာအသားရည်မညီညာတဲ့သူတွေချွေးပေါက်အရန်ကျဲတဲ့သူတွေအစီပြန်တဲ့သူတွေသုံးပေးရမယ့်တူနာလေးပါဒါလေးကတော့အသားလာကော်လာဂျင်စီရမ်ဒီစီရမ်ကတော့အထူးညွှန်ပြနေကြမလို့အောင်တင်းတိတ်မဲ့ချောက်သမားတွေအရန်ကြိုက်ကြတဲ့အသားလာကော်လာဂျင်စီရမ်လေးပါရှင်နော်တင်းတိတ်မဲ့ချောက်သမားတွေအတွက်အဓိကသုံးပါဒီ3မျိုးကိုသုံးပေးမယ်ဆိုလို့ရှိရင်မျက်နှာအသားရည်တိတိတတာကိုကြည်လာပါမယ်ရှင်နော်အဲ့လိုမျိုးပြောရဆိုလို့ရှိရင်မြေရဲ့ account ထဲမှာပဲ review လေးကိုဝင်ကြည့်လိုက်လို့ပြောချင်ပါတယ်ရှင်နော် review ကောင်းတွေအများကြီးရထားတဲ့ပစ္စည်းလေးတွေမို့လို့စိတ်ချလက်ချနဲ့သုံးလို့ရတယ် FDA ဆိုလို့ရှိရင်လည်း Thai FDA မြန်မာ FDA ရရှိပြီးသားဖြစ်တဲ့အတွက်စိတ်ချလက်ချနဲ့သုံးလို့ရတဲ့ပစ္စည်းလေးပါရှင်နော်ဒါလေးကနိုးရီတိုက်လေးပါနိုးရီတိုက်မပြစ်မကျဲလေးပါမျက်နှာပေါ်မှာလိမ့်လိုက်ရင်လည်းလေအနက်လေးကတင်းတင်းလေးနဲ့တအားနဲ့ချစ်ဖို့ကောင်းတယ်ဒီဟာလေးကချွေးပေါက်ကိုအတွင်းပိုင်းထိကိုချွေးပေါက်တွေတန့်စင်ပေးတာဖြစ်တဲ့အတွက်ဒီတိုနာလေးကိုလိမ့်တဲ့ခါမှာမျက်နှာအသားရည်ကြည်လာမယ်ညစ်တဲ့ဟာကြီးအရန်ကိုတက်တာလာမှာပဲရှင်နော်မျက်နှာအသားရည်ညစ်နေတာကြီးတက်တာလာပါမယ်ကဲတူနာလေးထိမ့်ပြီးသွားပါပြီလိမ့်ပြီးသွားပြီဆိုတော့နောက်တစ်ဆင့်ကဘာလေးလိမ့်မလဲဆိုတော့တင်းတိတ်မဲ့ကြောက်သမားကြီးအရန်ကြိုက်ကြတဲ့အသားလှကော်လာဂျင်စီရမ်လေးပါတင်းတိတ်မဲ့ကြောက်တွေအရန်များနေတဲ့သူတွေမျက်နှာအရန်ညစ်နေတဲ့သူတွေဒီစီရမ်လေးကိုသုံးပေးပါရှင်နော်အရန်ကိုတက်တာလာပါလိမ့်မယ်ဒါလေးကလေ review ကောင်းတယ်ဆိုလဲအများကြီးရရှိထားတယ်ပြီးတော့တင်းတိတ်မဲ့ကြောက်သမားတွေရဲ့လက်ဆွဲပါရှင်ဒီဟာလေးကတော့အသားလှကော်လာဂျင်စီရမ်လေးပါဒါလေးသုံးမယ်သုံးပြီးသွားရင်နောက်တစ်ဆင့်ကတော့နေဂါဆန်ခရစ်ပါရှင်နော်ဒီနေဂါလေးသုံးမယ်နောက်တစ်ဆင့်စကင်လည်းအဆင့်နေအဆင့်ဆင့်မသုံးချင်ဘူးဆိုတဲ့သူလေးတွေကဒီစီရီလေးတော့မဖြစ်မနေသုံးပေးသေးတာအသားရည်တကယ်ကိုတိတိတတ်တာရှယ်ကြည့်ရအသားရည်ကြည့်ရအရင်သိတာလေးသုံးခိုင်းတာဒါလေးသုံးပေးနော်ဗီဒီယိုကပြည့်ပြီ2မျိုးပဲလိမ့်ပြလိုက်ရတယ်နောက်ဗီဒီယိုမှာဆန်းခွင့်လေးလိမ့်ပြပါမယ်ရှင်ဒါကတော့အသားလာကိုလင်းစီရန်လေးပါမျက်နှာအသားရုပ်တိတိတတ်တာကြည်လာမယ်